မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့မြင်နေခွင့်လေးပေးဆိုတဲ့သရှင်ပိုင်ရှင်အောင်ဖြိုးရဲ့ channel ကိုဝင်ရောက် reaction လုပ်မှာဖြစ်ပါတယ်ခင်ဗျာမြင်နေခွင့်လေးပေးသရှင်ကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးသရှင်ထဲမှာပါတယ်ပေါ့ဗျာရှင်လေးကလည်းတော်တော်ကောင်းပါတယ်နော်ဒီရှင်ကကြာပြီဗျာ2013-14လောက်ကထွက်တာပေါ့နော်တော်တော်ကောင်းပါတယ်ကျွန်တော်ကသရှင်လေးကို reaction နဲ့လုပ်မယ် comment တွေလည်းဖတ်မှာဖြစ်ပါတယ်ခင်ဗျာဒီရှင်လေးကိုနားထောင်ခြင်းနဲ့ဆိုရင်တော့အောင်ဖြိုး official ဆိုတဲ့ channel မှာသွားနားထောင်လို့ရပါတယ်ခင်ဗျာဒီရှင်နေနားထောင်မယ်ဆိုရင်တော့ကိုယ်ပိုင် channel တွေဖြစ်တဲ့မူလပိုင်ရှင်တွေစီမှာပဲသွားနားထောင်တာပိုကောင်းပါတယ်ခင်ဗျာကြောဗျာသူများတချင်းကိုယူတင်ပြီးတော့လှုပ်ရှားနေတဲ့ channel ရဲ့ရှိလို့နော်အဲအကြောင်းပိုင်ရှင်တွေရဲ့ channel စီမှာပဲသွားနားထောင်ပါလို့ကျွန်တော်ကပြောချင်ပါတယ်ခင်ဗျာဒါဆိုရင်ကြည့်လိုက်ရအောင်ပါသူရဲ့ intro လေးကတော်တော်နော် intro လေးကိုပို့ချတယ်သူဂီတာတစ်လုံးနဲ့လောက်သားလိုက်တယ်ကိုဝေးကြီးကိုငေးကစိတ်တွေလေးလံနေခဲ့တယ်သူရဲ့သရှင်စာသားနဲ့တော်တော်ခံစားမှုဖြစ်တယ်ဗျာအသေးစိတ်နားထောင်ခြင်းနားထောင်နေသူတိုင်းတော့ကြိုက်သွားမှာဖြစ်မှာဟိုဝေးကြီးကိုငေးကစိတ်တွေလေးလံနေခဲ့တယ်မင်းမသိလိုက်ဖဲယူခဲ့တဲ့နေရတူတွေကကြေကွဲနေခဲ့ဒါဆိုရင် comment လေးကိုလည်းတော့ဖတ်ကြည့်ပါမယ်နမုံချဆိုင်းဆောင်ရည်တဲ့ဒီရှင်းကိုနားထောင်နေနေကိုတတိရတယ်အရန်လွမ်းနေဟုတ်ကဲ့ပါဒီရှင်းလေးကိုနားထောင်ရင်ဂျင်းကိုတတိရစေတယ်ရင်ထဲကထူတဲ့သောမိန်းကလေးမို့ကိုယ့်ရဲ့ comment လေးကိုလည်းဂျင်းမြင်ပါစေနော်ဒီ channel ကခင်ဗျားရဲ့ official channel ဆိုရင်ခင်ဗျားသိအောင်ပြောချင်တယ်ခင်ဗျားတို့ကောင်းတဲ့သရှင်တွေဖန်တီးတယ်တဲ့အစစ်မှန်တွေလုပ်တဲ့လူတွေကနေရာမရဘူးချူလူရနေရာရပါတော့နော်ဒါလည်းဟုတ်တယ်ဗျသရှင်သိမ့်မယ်နဲ့တဲ့ကျွန်တော်ကောင်းမလေးကားတိုက်မှုနဲ့တည်သွားတယ်ရှင်တွေကွဲပြီးတော့ရှင်တွေကိုလေးပျောက်သွားပြီဟောစိတ်မကောင်းပါဘူးနော်ခုချိန်သူမမျက်နှာလေးကိုမြင်ချင်တာတော့မြင်ခွင့်မရှိတော့ပါဘူးကွာ comment တွေကလည်းဝမ်းနည်းစရာကြီးပဲနော်တရှင်ကိုအရန်ကြိုက်ခဲ့တာ NTV ထွက်လာမှမသိခဲ့လိုက်ဘူးမင်းရဲ့နာမရဲ့လူမြဲငါကိုကခဲ့ပင်မယ်နေမမြင်နိုင်ခဲ့ပါနေမမြင်နိုင်ခဲ့ပါနာမတင်ညာခဲ့တယ်ဒီမှာအဝေးကနေရှင်းနေမယ်ဆိုတဲ့အကြောင်းလေးကိုရေးဖွဲ့တာဖြစ်ပါတယ်နော်ကောင်မလေးကသိလည်းမသိဘူးနော်မမြင်နိုင်ခဲ့ပါတဲ့သူကလည်းဖွင့်ပြောရဲဆိုတာသူကမကြည်ညာခဲ့ဘူးဆိုတဲ့စာသားအသုံးလုံးကိုသုံးတာဖြစ်ပါတယ်ဒီညကနီနီခက်ခက်နေရတာမှဖွင့်မပြောခဲ့ဘူးဆိုတဲ့သဘောဖြစ်ပါတယ်နော်ရေခုန်ပန်းများကမိုင်းတွေချနေခဲ့သုံးသားမိုင်းတယ်နော်ရင်ခုန်တယ်နေရတော့မိုင်းတွေရှားနေတယ်မင်းမီတွေတာကနေရစ
မီနီတားရဆိုတာကျွန်တော်တို့ပိတ်ပင်လိုက်တဲ့သဘောပေါ့နော်ငယ်တော့ကျောင်းတွေမှာဆိုမီနီတားလိုက်တဲ့ဆိုရင်ကျောင်းထွက်ရတဲ့သဘောဟုတ်လို့ပေါ့နော်သူမကြိုက်တဲ့ကျောင်းညင်းဆိုပါဒီကပြန်မရှိဘူးဆိုရင်တော့သူမြင်နေဝင်လေးပေးဆိုတဲ့ပေါ့ဖြစ်ပါတယ်comment လေးဆက်ပတ်ပါမယ် crash လေးကိုသတိရလိုက်တာတဲ့ပြီးနိုင်အောင်ကြိုးစားပေးမယ်ဖွင့်ပြောဖို့ခံနေခဲ့တယ်တဲ့အခုတော့ဝေးခွာသွားပြီမှန်တော့ကိုတကယ်ရှင်းနေတဲ့သူရှိရင်တော့ဖွင့်ပြောတဲ့နာကောင်းတယ်နော်နမို့ဆိုရင်ဗျာကိုတကယ်ရှင်းနေတဲ့သူကိုလက်လွတ်ဆုံးရှုံးခံရမှာတတိရတယ်တဲ့မြင်နေခွင့်လေးမပေးတော့တဲ့သူလေးကိုပဲအဲ့ဒီရန်ကောင်းတဲ့ဆိုတော့မှန်တယ်ဗျသူရဲ့စာသားလေးရဗျရိုးရိုးရှင်းရှင်းမရေးရမှာပါနဲ့တွေ့ဝိုက်ပြီးတော့စာသားအလှဆင်တာပါနော်ညံကုန်ပြီးတော့ဆင်တာစာသားတွေရန်ကောင်းပါတယ်မှတ်တော်တာတဲ့ခုထိလည်းကျွန်တော်ရှစ်တိမမြင်နိုင်ခဲ့ပါဘူးတတိရပါတယ်လူကြီးရေးဆိုတော့သူကတနည်းကြီးဝင်တော့မင်းညဝနေတာငါကိုတဲ့ချစ်ခံထားတယ် yeah wanna say မင်းရဲ့မျက်ဝန်းတွေကငါ့ကိုချစ်ချစ်ခတ်ထားတယ်ရရှိခဲ့မပေးတဲ့ဆိုတော့ညာလေညာပဲတိုင်းငါမင်းကိုထိုင်နေကြည့်ခဲ့လေနေမမြင်နိုင်ရဲ့နာမတင်ညာရဲ့ချစ်ကိုဟိုပတ်ကိုဟောင်းပေမဲ့ရွှေပေါ့နော်ဒီသရှင်လေးကကောင်းပါဒီရှင်ကကျွန်တော်ကြိုက်တဲ့သရှင်တွေကတပုတ်ပါဝင်ပေါ့နော်ကျွန်တော်ဂီတာတီးရင်လည်းဒီသရှင်လေးကတော့စတီးရပါနော်သူရဲ့ intro လေးကိုကျွန်တော်တီးတတ်ကျင်လို့ဒီချင်းခဲ့ရသေးပါနော်တင်းဒီ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 မြင်နေဝင်တော့မရတော့ဘူးတဲ့ရက်ဆက်လိုက်တဲ့ကိုရဲ့ဝင်လေးဖေးဒီတိုင်းပဲမြင်နေဝင်လေးပေးပါဘာရတော့ပုံနဲ့ဒီလိုလေးလှုပ်လိုက်တော့ဗျာအရင်တော့ကိုခံစားမှုနဲ့ခံစားချက်လေးတွေပြန်ပြီးတော့တတိရလာတဲ့သဘောမျိုးပဲဖြစ်ပါတယ်ရင်ကုန်တန်တွေကမိုင်းနေရှားနေခဲ့မ
မြင်နေခွင်လေးပဲမြင်နေခွင်လေးပဲ နေဝင်လေးပဲ နေတာ အားလုံးပဲစစ်တော်သူတွေနဲ့အစဉ်ပြေကြပါသည်ခင်ဗျာကိုဘက်ကတစ်ဖက်သက်ရှင်းနေရင်လည်းဖွင့်ပြောနိုင်အောင်ကြိုးစားပါခင်ဗျာဒီခါလေးမှာမင်္ဂလေးဘက်ကလည်းကိုကိုသဘောချခြင်းကြနိုင်ပါတယ်ဒါပေမဲ့မင်္ဂလေးတို့ရဲ့တဘာဝဒါလေးဖွင့်ပြောမှာသူကကောင်းချင်းလို့ရတာဖြစ်လို့ရှိုးကြတော့ဖွင့်မပြောဘဲနဲ့အဲ့လိုဆုံးရှုံးခံရတဲ့ဘဝတွေလည်းရှိရပါတော့အဲဒါကြောင့်ကိုတကယ်ရှစ်တဲ့သူရှိရင်ဖွင့်ပြောကြဖို့ကျွန်တော်ကအားပေးချင်ပါတယ်ခင်ဗျာဒီ reaction တွေကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်က reaction ကိုမှစလုပ်တာဖြစ်လို့အမားလေးပါသွားရင်ခွင့်လုပ်ပေးကြဖို့တောင်းဆိုလိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာဒီကိုမေကစိတ်တွေလေးလံနေ